အကျဉ်းသားကဘိုးလင်းဘောလုံးကိုတမင်တက်တက်ပြစ်ချလိုက်တာပေါ့ပြီးတော့လုံခြုံရေးစီးကိုကြော်သွားပြီးနိုင်ရန်ကိုရုတ်တရက်မီးလိုက်တယ်မထင်မှတ်ပဲနဲ့ပုံမှန်ဆိုမြင်ရမယ်ကင်းမြော်စင်ကလုံခြုံရေးတွေကသူ့ကိုမမြင်ရဘူးဖြစ်နေတယ်ဒီနေရာကသူတို့မျက်စိအမြင်အာရုံရဲ့ကွဲရနေရ blind spot ဖြစ်နေတာရှင်းနေတာပေါ့အဲ့ဒီချိန်မှာပဲလိုင်းလျှောက်လာတဲ့လုံခြုံရေးတယောက်ကသူ့ကိုတွေ့သွားတယ်အဲ့ဒီလူကလက်မြောက်အရှုံးပေးတဲ့ပုံစံမျိုးနဲ့ဘိုးလင်းဘောလုံးပြန်ယူတာပါလို့ပြောပြီးအမြန်လက်မြောက်လိုက်တယ်သူရှုံးပြချောက်ချောက်လုံခြုံရေးရဲ့တန်တရာတွေပြေးပြောက်သွားတယ်သူတို့မသိခဲ့တာကတော့အဲ့ဒီညနေမှာပဲဒီလူကဒီ blind spot နေရာကိုပြန်လာပြီးတော့စူးကြိုးတွေကိုလင်းမြန်စွာဖျက်တောက်ပြီးအောင်မြင်စွာထွက်ပြီးလွတ်မြောက်သွားခဲ့တာပါပဲဒါပေမဲ့အန်တော်စရာကောင်းတာကနောက်တနေ့မှာသူကထောင်ကိုပြန်ရောက်လာခဲ့တယ်ပြန်လာတဲ့ရည်ရွယ်ချက်ကတော့ထောင်ရဲ့ပုံစံတိစောက်ပုံတွေကိုလေ့လာဖို့တဲ့လူအများကြီးအတူတူထွက်ပြီးဖို့စီစဉ်နေတာပေါ့မကြခင်မှာပဲသူတို့အဖွဲ့ကစီစဉ်ထားတဲ့အစီအစဉ်ကိုစတင်ခဲ့တယ်ပထမဆုံးအနေနဲ့ကြောက်ပြားတစ်ချက်ကိုယူပြီးရေမြောင်းအဖုံးအောင်မှာခံထားလိုက်တယ်ပြီးတော့အပြင်ဘက်ကိုအချက်ပြလိုက်တယ်အပြင်ကရဲဘော်တွေကတူကြီးတွေနဲ့အတင်းစောင့်နေကြပြီးအတွင်းကလူတွေကလည်းတီးခတ်တံတွေကိုဖုံးကွယ်ဖို့စီးကြက်ညီညီထူးနှံနေကြတယ်အဲ့ဒီချိန်မှာပဲကင်းလဲနေတဲ့လုံခြုံရေးတယောက်ကသူတို့နားကိုရောက်လာတာကိုတွေ့လိုက်တယ်လန့်သွားကြတော့သူတို့တွေလင်းမြန်စွာပဲထလိုက်ပြီးအဲ့ဒီအပေါက်ကိုကြောက်ပြားနဲ့အမြန်ဖြန့်ဖုံးအကြောင်းတွေကိုလည်းဘလက်မြင်နဲ့ပိတ်လိုက်ကြတယ်နောက်ဆုံးအနေနဲ့လုံခြုံရေးတွေကဘာမှထူးခြားတာမတွေ့ရအောင်လို့အထဲကိုရေဆိုးတွေပြန်လောင်းထည့်လိုက်ကြတယ်အဲ့ဒီချိန်မှာပဲအချင်းသားတွေကဥမင်လုံခေါင်းကိုမနိုင်တန်းတိုးနေကြတယ်လွတ်မြောက်မှုကလက်တကမ်းမာတင်ရှိနေပြီလို့ခံစားနေရတာဟုတ်ဒါပေမဲ့အဲ့ဒီနေ့မှာလုံခြုံရေးတယောက်ကတခုခုတော့လွဲနေပြီဆိုတာကိုတတိထားမိလိုက်တယ်ကျန်းဖီဘောကရေတွေကအယမ်းမြန်ဆုပ်ယူခံနေရတာကိုသူတွေ့လိုက်တယ်ဒီနေရာကမြေကြီးကတော့ပုံမှန်ဆိုခိုင်းမနေရမှာလीဒါကြောင့်သူပြဿနာရှိနေပြီလို့တန်တရားဝင်သွားတယ်သူကအချင်းထောင်မှုကိုချက်ချင်းအရေးပေါ်ခေါ်လိုက်တယ်သူတို့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာမပြီးသေးတဲ့ရှို့ဝါလမ်းကြောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်အချင်းထောင်မှုကချက်ချင်းပဲစစ်သားတွေကိုခေါ်ပြီးဘဲသူတွေထွက်ပြေးဖို့ကြိုးစားနေတာလဲဆိုတာစုံစမ်းဖို့အိမ်မင်းဖိလိုက်တယ်ဒါပေမဲ့မင်းမြန်စစ်ဆေးပြီးတဲ့နောက်မှာတော့ဘဲသူမှဝန်ခံခဲ့ခြင်းမရှိဘူးဒီဥမင်လုံခေါင်းကအချင်းထောင်မှုမင်းသားအောင်တမိန်တကာတူးထားတာဖြစ်နေတယ်တကယ်အရှို့ဝါလမ်းကြောင်းကတော့ရေချိုးခန်းထဲမှာဝှက်ထားတာတဲ့သူတို့ကအချင်းထောင်မှုကိုအောင်မြင်စွာလှည့်စားခဲ့ကြတာပေါ့အဲ့ဒီနောက်မှာတော့သူတို့အဖွဲ့ကတူးထားခဲ့မြေကြီးတွေကိုစွန့်ပစ်ထုတ်သူတို့ရဲ့အစီအစဉ်ကိုပြန်ဆခဲ့တယ်အထက်အဲ့အထူးတွေကိုတောင်သူတို့ချုပ်ထားကြတာပခုံးပေါ်တင်းပြီးညင်းသားစွာဆွဲလိုက်တာနဲ့အထက်ကမြေကြီးတွေကအလိုလိုပြုတ်ကျသွားတာပေါ့နောက်တနေ့အလုတ်ချိန်အတွင်းမှာသူတို့ကဒီစီမန်ကိန်းတစ်ခုလုံးပြီးစီးလို့နှီးပါချစ်နေပြီဖြစ်လို့မြေကြီးတွေကိုမြေပြင်ပေါ်မှာတိတ်တိတ်ဆိတ်ဆိတ်ပဲကျဲချခဲ့ကြတယ်ထွက်ပြေးပြီးတဲ့နောက်မှာအဖမ်းမခံရအောင်လို့သူတို့ကဂျာမန်ဘာသာစကားကိုစော့ပြီးလှည့်လာခဲ့ကြတယ်လူတိုင်းကအဆင့်4စာမွေပွဲကိုဖြေဆိုအောင်မြင်ရမယ်လို့သတ်မှတ်ထားတယ်နောက်ဆုံးတော့အဲ့ဒီညမှာသူတို့ရဲ့ပြစ်မှတ်နေရာကိုရောက်ရှိခဲ့ကြပါပြီအခုချိန်ကထွက်ပြေးဖို့အကောင်းဆုံးအချိန်ပဲဆိုတာရှင်းနေတာပေါ့လူတိုင်းကဝတ်စုံတွေဝတ်ပြီးဥမင်လုံခေါင်းလေးကိုတယောက်ပြီးတယောက်သွားဝင်ရောက်ခဲ့ကြတယ်ဒါပေမဲ့သူတို့ထွက်လာတဲ့အချိန်မှာတော့ဥမင်လုံခေါင်းကအယမ်းတုန်နေမှန်းသဘောပေါက်သွားတယ်သူတို့ရဲ့စူးညံတံတွေ